မင်္ဂလာပါချစ်စွာသောညီကောင်မောင်နှမများကို message တူလေးပေးချင်ပါတယ်ခရိယန်ဘာသာဝင်များတင်မကပဲအခြားဘာသာဝင်တို့လည်းနားထောင်ပြီးတော့ဘုဟုတုတယူခြင်းအဖြစ်နော်ကြည့်ရှုနားဆင်ဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်ဆိုတော့အဲ့ဒါတော့ဒီနေ့ဘာပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခရိယန်တမန်ကျမ်းစာကိုဖတ်တဲ့အခါမှာဘယ်လိုဖတ်သင့်တယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်အနည်းငယ်ရှာဖွေပြီးတော့မှနမူနာပုံစံလေးတွေနဲ့ကျွန်တော် sharing လုပ်သွားမှာဖြစ်ပါတယ်အချက်၅ချက်နဲ့အပိုင်း၅ပိုင်းပေါ့နော်ပထမအပိုင်းကတော့ကျွန်တော်တို့ကျမ်းစာကိုဖတ်တဲ့အခါမှာနော်စိတ်အထင်ကိုယ်အထင်လေးနဲ့ဖတ်မိတတ်ကြတယ်ဒါဟာအင်မတန်မှမမှန်ကန်ပဲနဲ့လွဲမှားစေတဲ့ဒီကအကြောင်းဖြစ်တယ်ကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်တို့နော်မိမိစိတ်အထင်နဲ့ဖတ်၍ခွန်အားပေးတယ်တချို့ကကောင်းတဲ့အရာလေးတွေကိုယ့်ဘက်ကိုစိတ်ကြည်နက်အောင်ဖတ်တယ်မကောင်းတဲ့ဟာဟာဒါတိသူ့ပြောတာဟာဒါသူ့အတွက်အမေလေးတွေပေါ့နော်ငယ်ငယ်ကကျွန်တော်တို့အမြဲတမ်းလုပ်တတ်ကြတယ်ရည်စရာလေးပေါ့ဆိုစိတ်ထင်နဲ့ဖတ်တဲ့အကြောင်းကိုကျွန်တော်နမူနာလေးတစ်ခုပုံမြင်လေးတစ်ခုနဲ့ကျွန်တော်ပြောပြချင်တယ်ကျွန်တော်ငယ်ငယ်တုန်းကစာမသင်ခဲ့ဘူးတဲ့ပုံနာ6ယောက်ပေါ့နော်စင်ကြီးတကောင်ကိုသူတို့စမ်းသပ်ပြီးမှလက်နဲ့စမ်းသပ်ပြီးမှသူတို့အဖြေရှာကြအဲ့ဟာလေးကကျွန်တော်တဲ့အမြဲတမ်းမှအတူတူစရာဖြစ်တယ်ပေါ့နော်အဲ့တော့နေရွက်ကြီးကိုစမ်းကြည့်ပြီးမှဟာဒါကြီးကရက်တောင်ကြီးပါလားကွာလို့ပြောတဲ့ခါမှာအေးဟုတ်တယ်ကွာအေးနော်နောက်တစ်ယောက်ကအမီးကြီးကိုသွားဆန်းလိုက်တဲ့ခါမှာဟာဒါကြိုးကြီးကွာအေးဟုတ်တယ်နောက်တစ်ယောက်ကြတော့လဲခန္ဓာကိုယ်ကြီးသွားဆန်းလိုက်တဲ့ခါမှာဟာဒါကြီးမားတဲ့အုံနာရံကြီးပါလားအေးဟုတ်တယ်ဆိုတော့ဟုတ်သလားသူတို့ပြောတဲ့အဖြေမှန်သလားမမှန်ပါဘူးဘာဖြစ်လို့သူတို့ဟုတ်တယ်ကွာလို့ပြောတယ်လဲဆိုတော့သူတို့အထင်နဲ့ခန့်မှန်းပြီးတော့မှပြောခြင်းဖြစ်တယ်အထင်နဲ့ခန့်မှန်းပြီးပြောရခြင်းတည်လေစက္ကုအမြင်အာယုံကင်းမဲ့နေတော့ကြောင့်ဖြစ်တယ်ဒီပုံနာ6ယောက်စလုံးဟာမျက်စိမမြင်ကြဘူးဒါပေမဲ့သူတို့စိတ်သဘောတူညီစွာနဲ့ပဲเนาะအဖြေတစ်ခုတည်းထွက်တယ်ဘာမှအငြင်းခုံမရှိဒါပေမဲ့ဒီထဲမှာတယောက်တော့သူကမျက်စိပြန်မြင်သွားခဲ့ရင်တော့ပြဿနာပဲเนาะပြဿနာပဲအဲ့လိုမင်းသစ္စာဖောက်ကွာငါတို့တစ်ချိန်လုံးကတတ်မှတ်ထားတဲ့အယူဝါဒငါတို့တတ်မှတ်ထားတဲ့အဖြေကိုမင်းမှောက်လဲမှောက်ပြန်လုပ်တဲ့ကောင်ကွာဆိုပြီးတော့ဝိုင်းသမားထားမှာပါပဲအဲ့ပုံမြင်လေးကကျွန်တော်တို့အရန်ကိုခွန်အားဖြစ်စေတယ်နော်သင်္ကန်းစာယူစရာအကြောင်းဖြစ်တယ်ဘယ်အရာမျိုးမဆိုအထင်နဲ့လုပ်လို့မရပါဘူးမျက်မြင်သက်သေဆိုတာရှိတယ်မျက်စိမြင်မှသာလေအမှန်တရားကိုမြင်တတ်မှာဖြစ်တယ်ဒါကြောင့်ကျမ်းစာတစ်ချက်ကဘာပြောလဲဆိုတော့ယောဟန်အခန်းကြီး9အငယ်39နော်ကျမ်းစာအဖြစ်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကိုစိတ်ကြည့်ရှုကြ၏ထာဝရအသက်ကိုရမယ်လို့ထင်တယ်တဲ့စာအုပ်ထဲမှာတခါမှကျွန်တော်တို့ကျမ်းစာအုပ်ထဲကနေပြီးမှပဲအဖြေရှာတယ်ကျမ်းစာအုပ်ကပဲအဓိကကျမ်းစာအုပ်ကဖျားဆိုတာလဲ extreme ဖြစ်သွားတဲ့ဟာတွေလည်းရှိပါတယ်ဆိုတော့ကျမ်းစာအုပ်ကိုရေးဖို့အကြောင်းဖြစ်စေတဲ့အရှင်ကခရစ်တော်ဖြစ်တယ်ခရစ်တော်ဖျားသူ့ရဲ့အကြောင်းနဲ့ပတ်သက်လို့သူ့ရဲ့စေခံတွေဖျားသခင်ရဲ့စေခံတွေတပည့်တော်တွေကနေပြီးမှဖျားသခင်ပေါ်ပြလို့ရေးထားတဲ့စာအုပ်အဲ့တော့ဒီခရစ်တော်ဖျားကိုကျွန်တော်တို့ကသူ့အကြောင်းသိစေခြင်းလေသိခြင်းလေဆိုလို့ရှိရင်တော့သူ့ရဲ့အကြောင်းကိုဖတ်ဖို့ဖတ်တဲ့အခါမှာကျွန်တော်တို့နားမလည်ရင်လည်းသူ့တခြားမေးဖို့ဒီလိုပေါ့နော်ဒါမျိုးလေးတွေပေါ့အထင်နဲ့ကျွန်တော်တို့ဖတ်တယ်အထင်နဲ့ထာဝရအသက်ရမယ်လို့ထင်ခဲ့ရင်တော့ကျွန်တော်တို့
ပြေဆုံးနိုင်ဘူးမှားနိုင်တယ်ဆိုတော့တစ်ချက်ကျွန်တော်သိရမယ်ပြီးတော့ရှင်လူကခန်းကြီး6အငယ်39မှာဥပမာကလူကန်းသည်လူကန်းကိုလမ်းပြနိုင်သလောနှစ်ဦးတို့သည်တွင်တဲသို့ကြာလက်ပြီးမဟုတ်လို့မှန်ပါရဲ့သိမှန်တာပေါ့နော်မမြင်တဲ့လူအချင်းချင်းလမ်းပြလို့မရဘူးမျက်စိမြင်တဲ့လူကသာလဲမမြင်တဲ့လူကိုလမ်းပြနိုင်မှာဖြစ်တယ်ကျွန်တော်တို့အဲ့ဒါကိုသိရမှာဖြစ်တယ်ဆိုတော့နော်နောက်နံပါတ်1ချက်နံပါတ်2ကိုကြည့်တဲ့အခါမှာဝိညာဉ်မျက်စိအမြင်ချဲ့ထွင်ဖတ်ရှုရမယ်အမြင်ကျဲကျဲနဲ့နော်နားလေဉာဏ်ပညာပေါ့အရင်သိထားတာထက်ဆိုင်အခုပို့ပြီးမှသိလာအောင်ကျွန်တော်တို့ကျမ်းစာကိုဖတ်တဲ့တယ်အဲ့ဒါကိုကျွန်တော်နမူနာလေးတစ်ခုနဲ့ကျွန်တော်ရှင်းပြရမယ်ဆိုလို့ရှိရင် pyramid ဆိုရက်နော်အရာလေးနဲ့ကျွန်တော်နမူနာပေးပါမယ် pyramid ဟာတဲ့ကြည့်မယ်ဆိုရှင်ဘေးရပေါ့နော်ဘေးကနေကြည့်မယ်ဆိုလို့ရှင်တော့3000မြင်ရပါလိမ့်မယ်ဒါပေမဲ့ pyramid ဟာ3000လားလို့မေးလို့ရှင်မှန်ပါတယ် pyramid ဟာ3000ဒါပေမဲ့ကျွန်တော်ဇောင်းလေးကနေကြည့်လိုက်တဲ့အခါမှာ pyramid က3000မှာဖြစ်တော့နှစ်ဖက်ဆွေမျောလေးကျွန်တော်တွေ့ရမှာဖြစ်တယ်ဒီထက်ပိုပြီးတော့မှပုံစံထူးဆန်းတာကတော့အပေါ်ပိုင်းကနေလေမြန်ပေါ်နေပြီးဝေဟင်ကနေကျွန်တော်ကြည့်တဲ့အခါမှာ pyramid ဟာ3000မဟုတ်တော့ဘူး4000ဖြစ်သွားတယ်3000 4ခုစက်ထားတာပေါ့နော်ဆိုတော့ယနေ့ကျမ်းစာကိုလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာပထမတစ်ချိန်တော့ကျွန်တော်တို့တစ်ဖက်ဖက်မြင်ပါလိမ့်မယ်နောက်ဒုတိယတစ်ခါကျွန်တော်တို့ဘုရားခင်ဖွင့်ပြတယ်နှစ်ဖက်မြင်ပါလိမ့်မယ်တတိယအနေနဲ့အမြင့်ကကြည့်တဲ့အခါမှာ၄ဘက်မြင်ပါလိမ့်မယ်ဘယ်ကနေကြည့်တယ်လဲဆိုတော့ကိုယ့်ရဲ့ point of view ကပဲအရေးကြီးပါတယ်ဒါပေမဲ့နော် pyramid ဟာ4000ဖြစ်သွားလို့ pyramid ဆိုပြီးမှပြောင်းသွားတာမျိုးမရှိပါဘူး pyramid ဟာ pyramid ပါပဲကြည့်တဲ့ပုံမှာသာ view ကပြောင်းသွားတယ်အဲ့တော့မိတ်ဆွေကဟာဟုတ်တာပေါ့မင်းအပေါ်ကြည့်ရဘူးကွာ4000ဖြစ်တာပေါ့ငါကဘေးရပဲကြည့်ရကွာတစ်ဖက်ဖက်မြင်သေးတယ်ကွာအော်အေးမင်းကနှစ်ဖက်မြင်ဒီလိုကြည့်လို့လည်းရတယ်ဟုတ်လားအေးဟုတ်သားပဲဒီလိုညီညွတ်မှုပေါ့နော်အဲ့လိုညီညွတ်မှုရှိခဲ့ရင်ဘာမှကျွန်တော်ငြင်းခုန်စရာအကြောင်းမရှိကျမ်းစာအုပ်တအုပ်တယ်ဘုရားတဆူတယ်နော်ကျွန်တော်တို့ယုံကြည်ခြင်းရတဲ့တစ်ခုတည်းကိုကျွန်တော်တွားစာပြီးတော့မှ3-4မျိုးပြောင်းနေတယ်ဆိုရင်တော့ဒါကျွန်တော်တစ်ခုခုတော့လွဲနေပြီဆိုတော့ကျွန်တော်သဘောပေါက်ရမှာဖြစ်ပါအဲ့တော့အခုနံပါတ်3ပြီးတော့နော်အဲ့3ပါပဲကျွန်တော်တို့3မြောက်ခင်နံပါတ်2နော်ကြမ်းချက်ကလေးကိုကျွန်တော်ဆက်ဖတ်ချင်ပါတယ်သင်သည်အဘယ်သူထမ်း၌နီးခံခဲ့ပြီးသည်ကို၎င်းယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းအလိုငါပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငယ်သောအရွယ်မှစ၍လေ့ကျက်သည်ကို၎င်းတိမှတ်သည်နှင့်ဓမ္မကျမ်းစာပညာကိုပေးနိုင်သောဓမ္မကျမ်းစာဒီလိုဆိုပါတယ်ကျမ်းစာကဒါကြောင့်ဉာဏ်ပညာကိုလိုလို့ရှိရင်ဘုရားခင်ရှိမှတောင်းဆိုတာလေကျွန်တော်ကျမ်းစာထဲမှာတွေ့ပါတယ်အဲ့ဒါကဘယ်မှာတွေ့ရလဲဆိုရှင်နော်တိမောသေဩဝါဒစာအခန်းကြီးတိမောသေဒုတိယဆောင်အခန်းကြီး3အငယ်14တွေ့ရမှာဖြစ်ပါတယ်တပန်းနော်ကောလောသဲအခန်းကြီး1အငယ်17ကိုကြည့်ပြန်ရင်ကျမ်းစာကထိုက်လျောက်စွာကြည်၍အရာရာ၌နှစ်သက်တော်မူစေခြင်းငှာပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးအဖြစ်အလိုတော်ကိုအကုန်စင်
နားလည်ပြီးအကြောင်းဆုတောင်းပတ္ထနာပြုဓမ္မဉာဏ်အမျိုးမျိုးအဖြစ်အလိုတော်ကိုအကုန်စင်နားလည်နိုင်ပြီးအကြောင်းဘုရားခင်ရဲ့အလိုတော်ကိုကျွန်တော်နားလည်နိုင်ဖို့ရန်လူရဲ့ဉာဏ်နဲ့မရနိုင်ဘူးဓမ္မဉာဏ်နဲ့ရနိုင်တယ်ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့်အလိုတော်ကိုအကုန်စင်နားလည်ပါမယ်အကြောင်းဒါကြောင့်ဘုရားခင်အကြောင်းကိုပို့ပြီးသိခြင်းနဲ့ပို့ပြီးနားလည်ခြင်းနဲ့ဆိုတော့ကျွန်တော်ဓမ္မဉာဏ်အမျိုးမျိုးနဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဆင်ခြင်အောင်မေးလို့နှလုံးသွင်းရမှာဖြစ်တယ်ဒါဆိုဘုရားခင်အလိုတော်ကိုကျွန်တော်နားလည်နိုင်မယ်အကြောင်းကိုကျမ်းစာကဟောပြပါမယ်အဲ့ဒါကောလောသဲခန်းကြီး1အငယ်17ကဲနံပါတ်3တတိယအချက်အနေနဲ့ကျွန်တော်ကြည့်တဲ့အခါမှာဗာတွေ့ရလဲဆိုရှင်ကျမ်းစာကိုမကိုက်တော့စမ်းသစ်ကျမ်းစာနဲ့မကိုက်တော့စမ်းသစ်တည်ထွင်မှုလေထွင်တာပေါ့နော်တခါလေကျမ်းစာထဲမှာမပါတယ်မှာတကယ်အထူးသဖြင့်ကျွန်တော်တို့က explain လုပ်တဲ့အခါမှာဥပမာလေးတွေနဲ့ကျွန်တော်လုပ်တတ်တယ်တချို့ဥပမာတွေကြာဇောက်ထိုးကိုဖြစ်တယ်တက်စင်ကိုလွဲတာရှိရဒါမျိုးလေးတွေလည်းကျွန်တော်သတိထားဖို့လိုတယ်တခါကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းစိတ်လောက်ကကျွန်တော်မြေဝကျွန်းပေါ်ရွာတရားမှာကျွန်တော်မိသားစုကကျမ်းစာကတင်တယ်။တင်တဲ့အခါမှာရန်ကုန်ကကျမ်းစာလာတင်တယ်ဆိုတော့အဲ့ဒီမှာယုံကြည်သူတယောက်ကလည်းကျမ်းစာကိုအင်မတန်လေးလာတယ်။ဆောင်းကစီးပူးတဲ့ဆရာကြီးတယောက်ပါပဲ။ကျွန်တော်တို့ဖိတ်တယ်။ရန်ကုန်ကဆရာကြီးလာရင်ကျွန်တော်ရှိလွတ်လိုက်ပါအောင်ကျမ်းစာဆွေးနွေးခြင်းလို့ပါညာဆိုပြ။ဒါနဲ့လာခေါ်ကျွန်တော်လည်းသွားကြ။သွားတဲ့အခါမှာဝင်ချင်းမဲ့စောင့်နေထွင်းဟာခင်ဗျားတို့ကရန်ကုန်ကလာတဲ့ဆရာကြီးတွေဆိုတော့ကျမ်းစာတွေတော်တော်တတ်မှာပေါ့နော်ဝင်ချင်းကျွန်တော်ဗျာကျွန်တော်လည်းနှုတ်ဆက်လိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းသိသလောက်တော့သိပါတယ်လို့မသိတာတွေလည်းရှင်ကျွန်တော်တို့ကိုဝေငှပေးပါအောင်လို့ကျွန်တော်ပြောလိုက်ကဲခင်ဗျားတို့ကျွန်တော်တခုငင်းပဲဗျာတဲ့ခင်ဗျားတို့ဖြေစမ်းတယ်နော်ဖြေနိုင်ရင်ဖြေစမ်းတယ်ခင်ဗျားတို့ဘလောက်တက်လဲကျွန်တော်သိချင်တယ်ယေရှုခရစ်တော်ကပေတရုကိုနော်ငါ့ကိုချစ်သလားဆိုသုံးကောင်ပေးတယ်အဲ့ဒါဘာလဲသိတာလေဟာတော့ဘော်ဒီကွာတော့အမေကွန်ဟာမသိပါဘူးခင်ဗျာအေးမသိရင်ကျွန်တော်ပြောပြမယ်ယေရှုကအရက်မုန်းနေလို့ဗျာစာဖြစ်ပါလားယေရှုရက်မုန်းနေလို့ဒါသုံးခါမေးတာပေါ့တဲ့သူမမုန်းရင်တစ်ခါပဲမေးမှာပေါ့ဒါမျိုးလေးတွေပေါ့နော်ကြီးစရာလေးတွေဆိုတော့ကျွန်တော်နော်အဲ့ဒါလေးတွေကျွန်တော်ဆင်ခြင်ဖို့လိုတဲ့အကြောင်းနော်နောက်တတိယအချက်ပြီးသဒုဋ္ဌအချက်နော်ကျွန်တော်သဒုဋ္ဌအချက်နေနဲ့ကျွန်တော်ဘာတွေ့ရမလဲဆိုရှင်ဝိညာဉ်တော်ဖွင့်ပြပြီးတော့မှသင်ကြားဝေငှဖို့လိုတယ်ဝိညာဉ်တော်ဖွင့်ပြဆိုတော့တမန်ကျမ်းစာနဲ့ပြည့်စုံသောဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားကိုသင်တို့အားပြသလိမ့်မယ်အကျွမ်းမဲ့တုံတင်ပြသလိမ့်မယ်ဒါဝိညာဉ်တော်ဆိုတာကဘာလဲဆိုရှင်ဖယားပဲဖြစ်တယ်သာရဖယားဖြစ်တယ်သာရဖယားကသူ့အကြောင်းကိုသူပဲပြောလို့ရမှာပေါ့နော်တခါမှကျွန်တော်ကျမ်းစာမှာနားမလည်တဲ့အချက်ကလေးတွေကျန်တယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုမာစလမ်းပြခြင်းအဖြစ်တစ်ချိန်လုံးကနားမလည်တဲ့နားလည်ရတဲ့အခွင့်ကိုဖယားသခင်ပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်သိရပါတယ်နောက်နံပါတ်5အချက်အနေနဲ့ကဘာလဲဆိုလို့ရှိရင်နော်ကျမ်းစာကိုကျွန်တော်တို့နော် critical point critical နော် criticism ပေါ့နော်ဝေဖန်ပိုင်းခြားပြီးအပြစ်ရှာတော့မှုပေါ့သူများတွေဒီလိုကျမ်းစာကိုနားမလည်လို့အပြစ်ရှာခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတာကိုကလည်းစင်ကျင်ပြီးမှနားမလည်နိုင်တဲ့ကျမ်းချက်တွေနားလည်ရခက်ခဲတဲ့ကျမ်းချက်တွေအများကြီးရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဖွေရှာလေ့လာပြီးအဖြေရှာပြီးတော့ဖတ်ထားရင်သူများမေးတဲ့အခါမှာဖြေနိုင်မှာဖြစ်ပါတယ်နော်ဥပမာအဖြစ်ကာယိနထာဝရဘုရားထံထဲထွက်သွားတယ်အေဒင်ပြည်ရှိနောဒပြည်မှာနေတယ်ထိုအခါမှာမိမရတယ်ပြီးမှသူကပဋိသန္ဓေယူသားအေနောက်ကိုဖွားတယ်ဘယ်ကမိမလဲကျမ်းစာထဲမှာနော်သူ့အဖြေရှိပြီးသားပါဘုရားသခင်နဲ့သူနဲ့အပေးယူလုပ်တယ်ကိုရောဒါဆိုရင်ကျွန်တော်တွေ့တဲ့လူတွေကကျွန်တော်ကိုတတ်မှာပေါ့လို့ပြောတယ်အဲ့ဒါအဖြေပဲအဲ့အချိန်မှာလူတွေအများကြီးဖြစ်နေပြီပြီးတော့အဲ့အချိန်မှာရှေတောက်မွေးတဲ့အချိန်မှာလဲအာဒံရဲ့အသက်က130ရှိနေပြီဆိုတော့နော်
အဲ့ချိန်မှာလူတွေအများကြီးဖြစ်နေပါပြီ၄ယောက်တည်းမဟုတ်ပါဘူးတားကြည့်မယ်ဆိုဂျုံတိုင်းဆိုအားနဲ့ရှိမယ်အေးဝါရှိမယ်ပြတား2ယောက်ရှိမယ်မိမဟိုမှာစောင့်နေတဲ့ဟိုမှာဒီလိုဆိုရင်တော့ကျွန်တော်တို့နော်လွယ်မှားဆရာရှိတာပေါ့ဒါပေမဲ့တကယ်ကြအဲ့လိုမဟုတ်ပါဘူးဒါကြောင့်ယနေ့ကျွန်တော်ကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်တို့ဒီအချက်ကလေး5ချက်ကိုကျွန်တော်တို့ဆင်ခြင်ပြီးမှတတိနဲ့ဆင်ခြင်ပြီးဖတ်ဖို့အတွက်ကျွန်တော်ငယ်ငယ်ဝေငှပါတယ်ရောက်စီရင်ဖျားသခင်ကောင်းချီးပေးပါစေအာမင်